အယောင်ကတော့အရန်ဆွဲဆောင်မှုရှိရပါတော့လီယိုနယ်မက်ဆီကိုစာချုပ်နဲ့ခေါ်လိုက်တယ်ပေါ့နော်ဒီနေ့ကရေလိုင်းတွေတော်တော်ကြီးရပေါ့နော်ဆိုတော့မနက်ကဒါစကူဘာတိုင်းရမလို့လိုက်ရအောင်ပေါ့နော်ဆိုတော့maybe နောက်တစ်ခေါက်ပေါ့ Okay ဆိုတော့ဒါကျွန်တော်ဒီဘက်ပါဘောနော်ကျွန်တော်အနောက်မှာကျွန်တော်နောက်ဆိုဒီဘက်ပေါ့ဒီဘက်မှာမြင်နေရတာတော့ဒါ Iron Ocean လို့ခေါ်တယ်ပေါ့နော် Iron Ocean ဆိုတာတော့ Intelligent Ocean ပေါ့နော်ဆိုတော့သူကအထဲမှာသူလည်းငါးပြတိုက်ပုံစံမျိုးပဲပေါ့နော်အထဲမှာသူငါးလေးလို့အလားပြထားရရှိရပေါ့နော်ကျွန်တော်တော့မဝင်တော့ဘူးကျွန်တော်တော့ပြန်ရမှာဆိုတော့ကျွန်တော်ဒီမှာပင်လေခဏကြည့်ပြီးတော့နေ့လည်စားမယ်ပေါ့နော်ဆိုတော့ဒီနေ့ကျောင်းသားလေးတွေတော်တော်များတယ်ပေါ့နော်သူတို့အဖွဲလိုက်သူတို့ဆီယမ်မတွေခေါ်လာကြတာပေါ့နော်လိလာကြီးပေါ့တော်တော်များတယ်ရာချီရှိမယ်ထင်တယ်โอเคဆိုတော့ကျွန်တော်ဒါခုနနေရာရဲ့ပတ်ဝန်းကျင်ပါပဲပေါ့နော်။ဘာလို့လဲဆိုမိုးလဲရွာနေဆိုတော့အဝေးလည်းတိတ်မသွားချင်တော့လို့ဒီဆိုင်လည်းနာမည်ကြီးရပေါ့နော်။ High Sham မြက်ပင်လေစာခောက်ဆွဲဆိုင်ပေါ့နော်။ကျွန်တော်တော့တုံရမ်းရတာနဲ့မှာထားတယ်။အဲ့ဒါနဲ့တမ်ပူရာကျော်နဲ့မှာထားရပေါ့နော်။ဆိုတော့ဒါစားကြည့်မယ်။ဒါစားပြီးရတဲ့နောက်တစ်နေရာသွားရပေါ့နော်။သူအပြင်မှာကျွတ်လေးကြော်ထားပါတော့။အထဲမှာတော့အီးတယ်။ဒီအပြင်ကကျွတ်လေးအဲ့ရတာဆိုမိုက်တယ်။ပေါ်နေအသားတော့တွေ့ရတယ်။ဒီတောက်ကြည့်မယ်။ဒါတုံရမ်းရတာပေါ့ဆိုတော့โอเคဆိုတော့ကျွန်တော်အခုရောက်နေတဲ့နေရာတော့ဒါကြီးလုံရောက်ရင်လူတိုင်းလာတဲ့နေရာပြီးရင်ဒီနေရာကို Venice of Taiwan ရဲ့ Venice ဆိုပြီးတော့ခေါ်ကြတဲ့နေရာပေါ့နော်ကျွန်တော်နောက်မှာမြင်တွေ့နေရတဲ့နေရာလေးပဲဖြစ်ပါတယ်ဆိုတော့ဒီနေရာကဒါအရင်တစ်ချိန်တော့ပေါ့နော်ဒါကဒီ Taiwan နိုင်ငံရဲ့အကြီးဆုံးငါးဖမ်းစိတ်ကံတစ်ခုဖြစ်ခဲ့တယ်ပေါ့နော်နောက်ပိုင်းမှာဒီငါးဖမ်းလုပ်ငန်းတွေပို့ပြီးတော့တိုးတက်လာတော့ဒီလုပ်ငန်းတွေတော်တော်များများပေါ့နော်ပါတုတ်ဆိုတဲ့နေရာမနက်ကကျွန်တော်သွားခဲ့နေရပေါ့နော်အဲ့ဘက်ကိုပြောင်းတော့ကြတော့ဒီနေရာကိုဒါ tourist attraction အနေနဲ့ပဲသူတို့ပြောင်းလိုက်တယ်ပေါ့နော်ဆိုတော့ဒီမှာပါကျွန်တော်နောက်မှာပါဒါကတော့ကြီးလုံရောက်ရင်လူတိုင်းလာကြတဲ့နေရာပေါ့နော်လာတယ်သူကဒီအိမ်16လုံးကိုဒါရောင်းဆုံးဆွဲထားတာပေါ့နော်ရောင်းချေထားတာပေါ့နော်ဆိုတော့တော်တော်လေးမိုက်တယ်โอเคဆိုတော့ကျွန်တော်ဒီခီးထွက်ပြီးလာတဲ့အချိန်မှာကျွန်တော်ကောင်းကောင်းလေးနားလည်လိုက်တာတခုရှိရပေါ့နော်။ဘာလဲဆိုတော့လူတော်တော်များများကတနေရာရောက်သွားပြီဆိုရင်ဥပမာသူတို့အရန်သွားရှင်နေရာရောက်ပြီဆိုရင်အိမ်ဆုံးဖုန်းကိုထုတ်ပြီးတော့မှဓာတ်ပုံရိုက်တာတို့ဗီဒီယိုရိုက်တာတို့ဒါမှတ်တမ်းတင်တာတွေကိုအိမ်ဆုံးလုပ်တတ်ကြတယ်ပေါ့နော်။ဒါပေမဲ့လည်း
တကယ်လည်းအရာကဒီတပ်ပုံထဲမှာမရှိဘူးပေါ့နော်ဆိုတော့ကိုယ်တိုင်ကိုကြကိုမျက်စိနဲ့ခံစားမှဒီခံစားချက်ကိုရနိုင်မှာပေါ့နော်ဆိုတော့တခါလီယိုနယ်မက်ဆီပေါ့နော်လီယိုနယ်မက်ဆီနဲ့ဒေးဗစ်ဘက်ခန်နဲ့အဖြစ်ပြတ်ခုရှိတယ်ဒေးဗစ်ဘက်ခန်ကဒါအင်တာမိုင်ယာမီကိုလီယိုနယ်မက်ဆီကိုစာချုပ်နဲ့ခေါ်လိုက်တယ်ပေါ့နော်ခေါ်တော့ပထမဆုံးဒီမက်ဆီရဲ့မိတ်ဆက်ပွဲမှာပေါ့နော်ဆိုတော့တခြားလူတွေအားလုံးကဖုန်းထုတ်ပြီးတော့ဒီအခိုက်အတန့်ကိုပေါ့နော်သူတို့မှတ်တမ်းတင်နေကြတယ်ဒါပေမဲ့လည်းဒီဒေးဗစ်ဘက်ခန်ကတော့အဲ့လိုမဟုတ်ပေါ့နော်သူကဘာလဲဆိုတော့အမှန်တော့မက်ဆီကိုခေါ်ဖို့ဆိုတာသူရဲ့အိမ်မက်ပေါ့နော်သူရဲ့အိမ်မက်ကတကယ်ဖြစ်လာတဲ့အခါမှာသူကဖုန်းထုတ်ပြီးတော့တပ်ပုံရိုက်မနေဘူးပေါ့နော်သူကကိုယ်တိုင်ကိုကြလက်လေးပိုက်ပြီးတော့ပြုံးလေးနဲ့သူကိုယ်တိုင်ကိုကြခံစားနေတယ်ပေါ့နော်ဆိုတော့ကျွန်တော်လည်းအားလုံးအားပေးချင်တယ်ကဲတနေရသွားလဲရတော့ပဲဖြစ်ကိုအရန်ရောက်ရှင်နေရရောက်ပြီဆိုရင်ကိုယ်တိုင်ခံစားဖို့ကိုယ်တိုင်ကြည့်ရှုပြီးတော့ခံစားဖို့မမေ့ပါနဲ့လို့အားပေးချင်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်